ကန်ကိုဖျားမြို့လိုပဲထင်းနေသလားအမှန်တရားကဒီထက်ပိုပါတယ်ပကံလို့ဆိုလိုက်တာနဲ့လူအများစုစဉ်းစားမိတာကဖျားတွေအများကြီးရှိတဲ့မြို့ပဲထက်ပါတယ်ဒါပေမဲ့ပကံဆိုတာဖျားမြို့တစ်မြို့ထက်ပိုမိုနှက်ဆိုင်တဲ့သမိုင်းနီးပညာယဉ်ကျေးမှုတစ်ခုပါဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးရင်ပကံကိုမြင်တဲ့အမြင်မတူတော့ပါဘူးပကံရဲ့မူလအစပကံကို900စုလောက်မှာစတင်ဖွဲ့စည်းခဲ့ပြီးအနော်ရထာမင်းလက်ထက်မှာမြန်မာနိုင်ငံရဲ့သာသနာနိုင်ငံရေးအချက်အချာထက်လာခဲ့ပါတယ်အနော်ရထာမင်းဟာထေရဝါဒဗုဒ္ဓဘာသာကိုတနိုင်ငံလုံးပြန့်ပွားစေခဲ့ပြီးအဲ့ဒီကာလအတွင်းဖျားဇေဒီပထိုးတွေကိုအမြောက်အများဆောက်လုပ်ခဲ့ပါတယ်ဒါကြောင့်ပကံမှာဖျားတွေများလာတာယုံကြည်ချက်တစ်ခုတည်းကြောင့်မဟုတ်ဘဲနိုင်ငံတည်ဆောက်ရေးအစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်အံ့ဩစရာများပကံဖျားတွေကိုစီမင်းမတုံးပဲအုပ်နဲ့ပဲစောက်ခဲ့တာပါဒါပေမဲ့1000နှစ်ကျော်ကြာလာတဲ့အချိန်အထိဖျားအများစုကမပြိုမလဲရပ်တည်နေဆဲဖြစ်ပါတယ်အုပ်ချိန်ကြီးလေဝင်လေထွက်ဒီဇိုင်းအလေးချိန်ချင်းယူမှုတွေကယနေ့ခေတ် engineering နဲ့တောင်နှိုင်းယှဉ်လို့ရတဲ့အထိတော်ပါတယ်လူသိမနေတော့ပကံ facts ပကံဖျားတိုင်းဟာပုံစံတူမဟုတ်ပါဘူးမင်းတွေစောက်တဲ့ဖျားအမတ်တွေစောက်တဲ့ဖျားအရက်သားတွေစောက်တဲ့ဖျားရည်ရွယ်ချက်မတူကြပါဘူးတချို့ဖျားတွေကဘာသာရေးအတွက်တချို့ကမင်းရဲ့အာဏာကိုပြတာဖို့တချို့ကအလှအဖြစ်စောက်ခဲ့တာပါဒါကြောင့်ပကံဆိုတာတမိုင်းစာအုပ်တအုပ်ကိုမြေပြင်ပေါ်မှာဖတ်နေရတယ်လို့ပါပဲ UNESCO World Heritage ပကံဟာ2019ခုနှစ်မှာ UNESCO World Heritage Site အဖြစ်အတိအမှတ်ပြုခံရပါတယ်ဒါပေမဲ့ဒီအောင်မြင်မှုကိုရဖို့နှစ်ပေါင်းများစွာကြိုးစားခဲ့ရပါတယ်ထိမ့်သိမ်းမှုစည်းကမ်းတွေပြန်လည်ပြုပြင်နည်းတွေအားလုံးကိုပြောင်းလဲခဲ့ရပါတယ်အခုချိန်မှာပကံဟာကမ္ဘာလုံးဆိုင်ရာအမွေအနှစ်တစ်ခုဖြစ်လာပါပြီ Modern ပကံနဲ့ Tourism ဒီနေ့ခေတ်ပကံမှာဘလူးနဲ့နေထွက်ကြည့်နိုင်တယ်လို့နေဝင်ချိန်တွေကတည်းကမ္ဘာအလှဆုံးအနည်းတစ်ခုပါ Foreigners တွေကပကံကိုအန်ကော်ဝတ်နဲ့တော့နှိုင်းယှဉ်ကြပါတယ်ဒါပေမဲ့ပကံရဲ့အထူးခြားဆုံးအရာကအဲ့ဒီအလှအပအောက်မှာရှိနေတဲ့သမိုင်းနဲ့ယဉ်ကျေးမှုပါပဲပကံဆိုတာဖျားမျိုးတစ်မျိုးမကပါဘူးပကံဆိုတာမြမသမိုင်းမြမယဉ်ကျေးမှုမြမအမြင့်ကိုစားပြုနေတဲ့နေရာတစ်ခုပါပကံအကြောင်းပိုမိုသိချင်ရင် Amazing ပကံ Tube ကို Subscribe လုပ်ထားပါ